မူရင်းဗီဒီယိုမှာပါလာတဲ့စာသားတွေကိုဝါသွားအောင်ဘယ်လိုလုပ်ရမလဲအခုဗီဒီယိုမှာပြောပြပေးသွားမှာတော့ကျွန်တော်တို့ဒေါက်လုပ်ဆွဲထားတဲ့ဗီဒီယိုမှာပါလာတဲ့စာသားတွေကိုဘယ်လိုမျိုးဝါသွားအောင်ဘယ်လိုမျိုး edit လုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာပဲကျွန်တော်တို့ဒေါက်ထားတဲ့ဗီဒီယိုတစ်ပုဒ်မှာပါလာတဲ့စာသားတွေကိုဖြတ်ပြီးတော့နောက်တစ်ဆင့်စာသားထုတ်ဖို့အတွက်ကျွန်တော်တို့မူရင်းဗီဒီယိုကပါလာတဲ့စာသားတွေကိုဝါပေးရတယ်ပေါ့နော်အဲ့ဒီစာသားတွေကိုဝါဖို့အတွက်ကျွန်တော်တို့နောက်တစ်ဆင့်သွားပါမယ်အဆုံးထိကြည့်ပေးပါကျွန်တော်တို့စာသားဝါဖို့အတွက်ကျွန်တော်တို့မှာ Built-in ဆိုတဲ့ application တစ်ခုရှိဖို့လိုပါတယ်အဲ့ဒီ application ကိုတော့ Google မှာရော Play Store မှာရောရှာပြီးတော့ download ရပါတယ်ကျွန်တော်ကတော့စာသားတွေဝါအောင်လုပ်ဖို့အတွက် Built-in ဆိုတဲ့ application ကိုသုံးပါတယ်ကဲနောက်တစ်ဆင့်သွားရအောင်ကျွန်တော်တို့အခုဗီဒီယိုမှာအင်္ဂလိပ်စာတန်းထိုးတွေကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီစာသားတွေကိုဝါအောင်လုပ်ပါမယ်Built-in ဆိုတဲ့ application နဲ့ဝင်လိုက်ပါကျွန်တော်တို့ editor ရသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်မှာတွေ့နေရတဲ့ကျွန်တော်ပတ်ထားတဲ့ဟာလေးပေါ့နော်အဲ့ဒီဟာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါကျွန်တော်တို့ဗီဒီယိုမှာဒီလိုဝါလေးတွေပေါ်လာတယ်ပေါ့နော်အဲ့ဒီဝါလေးတွေကိုအရွယ်အစားအသေးအကြီးလုပ်ပြီးတော့ရှုံးလို့ရပါတယ်အဲ့ဒီဝါနေတာလေးကိုကျွန်တော်တို့စာတန်းထွေးရဲ့အပေါ်မှာရွှေ့ပေးလိုက်ပေါ့နော်အဲ့ဒီကမူရင်းမှာပါတဲ့စာသားတွေကဝါသွားပါလိမ့်မယ်အဲ့ဒီဝါသွားတဲ့နေရာလေးအပေါ်မှာကျွန်တော်တို့စာတန်းထိုးနောက်တစ်ဆင့်ထပ်ထိုးလို့ရပါပြီအဆုံးထိကြည့်ပေးလို့ကျေးဇူးပါ